ဒီမိရဇက်ကိုပေးတဲ့ပေါင်းတော်တို့အားလုံးကြားဖို့ကြပါလေဟုတ်လားဒီမိကဘာလို့တာတော့စကားမပြောနော်ဒီမိဆိုရင်စကားမပြောဘူးလို့ပဲသိကြတယ်ပေါ့ဘာဖြစ်လို့စကားမပြောတာတော့ဆိုတော့ရှင်ဘရင်လောက်ရမှာဆိုလို့အံ့ဩစရာပါပဲဟုတ်လားစကားပြောရင်ရှင်ဘရင်လောက်ရမှာဆိုလို့နော်ရှင်ဘရင်လောက်လို့ရှိရင်အမှားတွေလည်းဖြစ်နိုင်တယ်အရင်ဘဝအကြောင်းတွေကိုသူကအမှတ်ရတာကိုနော်သူ့ရဲ့အဖေကသူလာသားလေးမှာကိုသားလေးယောက်ကိုအပြစ်တွေပေးတာကိုမြင်ရတော့အလွန်ထိတ်လန့်တုန်လှုပ်ပြီးတော့ပြန်ပြီးတော့နောက်ဘဝကိုအမှတ်ရတဲ့ဉာဏ်ရတယ်အဲ့ဒါရှင်ဘရင်ဖြစ်ခဲ့တော့သူလည်းပဲအဲ့လိုနော်မတင်တော်တာတွေကိုဆုံးဖြတ်ချက်ချခဲ့တာတွေရှိမှာပေါ့အဲ့ဒါကြောင့်မလို့သူငရေကြခဲ့ရတယ်အဲ့ဒါကိုသူကသိပြီးတော့ဒီဘဝဘယင်သားဖြစ်ပြန်ပြီအဲ့လိုဆိုရင်ငါတေချာပေါက်ဘယင်သားဆိုတော့ဘယင်ဖြစ်လိမ့်မယ်ဘယင်ဖြစ်ရင်တော့ဘယင်ရဲ့အလုပ်တွေကိုတေချာပေါက်လုပ်ရလိမ့်မယ်အဲ့လိုဆိုရင်လည်းအမားတွေကပါနိုင်တာပဲဒါဆိုရင်ငါငရေကိုပြန်ရောက်သွားရင်ဒုက္ခအဲ့တော့ဘယ်လိုလုပ်ရမလို့ဆိုတော့အဖြေကမပေါ်တဲ့အခါအရင်တုန်းကမအေးတော်ခဲ့တဲ့ထိကျဆောင်နတ်သမီးကဘယင်မလုပ်ချင်လို့ရှိရင်မအတော်လဲအတကဲ့သို့မစွန့်တော်လဲစွန့်တကဲ့သို့အထိုင်ကလေးအာကလေးအစွန့်ကလေးရောင်ဆောင်းနေအထိုင်တွေအာတွေအစွန့်တွေကိုဘယ်သူကမှရှင်မင်းမြောက်မှာမဟုတ်ဘူးအဲ့ဒီလိုပြောတဲ့အခါကျတော့ဘုရားလောင်းကအဲ့ဒါကိုအသေးချာစဉ်းစားပြီးတော့ကောင်းတယ်ဆိုတော့တခါတည်းဆုံးဖြတ်ချက်ချမပြင်တော့ဒီတိုင်းကြောက်ချထားလိုက်တော့သေးသေးကြီးကြီးဆိုမပြင်တော့ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဆန္ဒကဒီအနေအထားကိုဒီရှင်ဘုရင်ဘဝကလွတ်ကင်းတဲ့ယတိယဟန်ရဲ့ဘဝကိုသူအလွန်ရခြင်းဟုတ်လားဒါကြောင့်မလို့သူကနေချင်းညာချင်းနောက်ဆုံးတော့ကမှရွှွှွှလန်းလန်းတက်တက်ကြွကြွကလေးလေးလာသားလေးအနေထားလေးနှုတ်ဆိုပြီးတော့ပုံမှန်ဖြစ်နေတာလေးကဘလို့ဖြစ်သွားတော့ဆိုတော့သူကအယုတ်တယုတ်လိုဖြစ်သွားတယ်အဲ့ဒါကိုမိခင်ရောဖခင်ရောသတိထားမိတယ်အဲ့ဒါနောက်တော့သူကနှုတ်စာလဲငိုတယ်ဆိုတာမရှိဘာမှသူကတနေရာကိုကြည့်ရဆိုစိုက်ကြည့်နေတော့တယ်မြူလို့လည်းပဲသူစိတ်ဝင်စားတာမျိုးမရှိဘူးအဲ့တော့ကလေးကထူးတယ်ဆိုတော့စကားပြောမဲ့အရောက်တော့စကားမပြောတော့မပြောတဲ့အခါကျတော့ဘုရင်ကြီးကလည်းဉာဏ်ရှိတယ်ဒီမွေးလာတဲ့ကလေးကဘုံရှင်ကန်ရှင်ဆိုတာလည်းသိတယ်သူမွေးတုန်းကမိုးတွေအကြီးကျယ်ရလို့သူ့ကိုတင်မိရလို့နာမည်ပေးခဲ့တာသားစုပန်ပြီးတော့မှမွေးလာတဲ့ကလေးဒီကလေးကတော့ဘလို့မှအစွန်းအားမဖြစ်နိုင်ဘူးရုပ်လက္ခဏာကိုကြည့်ရင်လည်းပဲအလွန်မှတန်ရှင်းသက်ရက်ပြီးတော့အလွန်ပြင်းပြင်းနေဆိုတော့သူတို့သိတယ်အဲ့တော့ဘာလို့တုံဆိုတော့ဒါအကြောင်းတစ်မျိုးမျိုးရှိမယ်ဒီကလေးကသူ့အဋ္ဌာန်နဲ့သူလုံနေတာလို့တော့သူတို့မသိပါဘူးအဲ့တော့ဘာလို့တုံဆိုတော့စကားမပြောအောင်မလှုပ်အောင်သူအာရောင်ဆောင်းနေတယ်အစွန်းရောင်ဆောင်းနေတယ်ဆိုတော့ဦးဇင်းတို့လက်တွေခြေတွေကလည်းထားတဲ့အတိုင်းနေရတယ်လွယ်တဲ့ကိစ္စမဟုတ်တစ်နှစ်မဟုတ်ဘူးနှစ်နှစ်မဟုတ်ဟုတ်လားအဲ့တော့ဒီကလေးကိုဘာလို့တုံဆိုတော့နှုတ်မတိုင်ဘူးတိုင်းပြစ်ထားအဲ့ဒါရင်ထဲမှာဘာအစာအာဟာရမှမရှိတဲ့ကြောင့်ဝမ်းမီးကလောင်နေမိခဲကိုမျိုးထားရတယ်လို့မျိုးဒါပေမဲ့သူမငိုသိလားငိုလိုက်လို့ရှိရင်ငါရှင်ပင်ဖြစ်မယ်ရှင်ပင်ဖြစ်ရင်ငရေရောက်နိုင်တယ်အဲ့တော့ဒီဒုက္ခငရေဒုက္ခလို့တော့မပြင်းထန်ဘူးဒါသူ့အတွေးပေါ့နောက်တော့သူ့ကိုမုံမကြွေးဘူးထမင်းမကြွေးဘူးရေမတိုက်ဘူးဒီလိုတွေဖြတ်ထားတာနဲတဲ့စမ်းသက်ချက်တွေမဟုတ်ဘူးအဲ့ဒါအသက်16နှစ်အထိနေတိုင်းစမ်းသပ်မှုရှိဘုရင်သားခက်ခဲရင်ရထားတာဆိုတော့ဘုရင်ကြီးကလည်းပဲဒါကိုလွယ်လွယ်ကူကူနဲ့ဒီသားကိုအစွန်းအားအဖြစ်မခံနိုင်ဘူးဟုတ်လားအဲ့ဒါဦးဇင်းတို့စမ်းသပ်တာတွေကတော်တော်ကိုလွန်ကဲပါပဲအဲ့ဒီဇတ်တော်ကိုအသေးစိတ်ဖတ်ကြည့်ရင်တော်တော်ခံစားရကောင်းတယ်နော်ဒီကလေးကိုကျင်ကြီးကျင်ကတုတ်တင်ပေးတာမရှိဘူးဒါသူကအစွန်းအားပုံစံဖမ်းထားတာဆိုတော့သူလုံးမဲ့ကိစ္စကသူနောက်ဆုတ်လို့မရတော့အဲ့တော့ကျင်ကြီးကျင်ကလည်းဒီတိုင်းပဲစွန့်ချလိုက်အဲ့ဒါလူလည်းပေးချမ်းနေနန်းစောနေဘယ်သူမှဆေးမပေးဘူးအဲ့ဒါလောက်တွေပါတွေကြပိုးတွေပါတွေကြအဲ့ဒါတွေကဒီတိုင်းကြိုက်လဲဘာမှမဖြစ်ဘူးတိုင်းပဲနေအဲ့ဒါကိုသူငိုတယ်ဆိုတာမရှိဘူးလက်လှုပ်တယ်ဆိုတာမရှိဘူးခြေလှုပ်တယ်ဆိုတာမရှိဘူးဟုတ်လားနောက်မီးနဲ့စမ်းတာရှိတယ်ဆင်းတွေမွေးတွေနောက်သားရဲ့တိရစ္ဆာန်တွေနဲ့စမ်းသတ်တာရှိတယ်အမျိုးမျိုးပါပဲတကူလုံးကိုဦးဇင်းတို့တင်းလဲရည်တွေတုပ်ပြီးတော့နောက်ပေါ်ရွှေစိတ်တွင်းတွေကျင်တဲ့တွင်းတွေနာချထားတာလည်းရှိတော့အဲ့ဒါသူလှုပ်လို့မရဘူးဘယ်လိုစမ်းသပ်မှုမျိုးကိုမဆိုသူ့ရဲ့ပြင်းထန်တဲ့ဆန္ဒကိုပဲအမိပြုတ်ပြီးတော့သူဟာအောင်မြင်အောင်ဖြတ်သန်းတယ်အဲ့ဒါနောက်ဆုံးလက်စကြောင်းနဲ့ပြည်လာတဲ့အခါမှာအလိုမှစမ်းလို့မရတော့ဟုတ်ပြီဒါကတော့တကယ်ဆွန့်နေမှာပဲဆိုပြီးတော့သူ့ကိုမြင်မြုပ်ဖို့အမိန်ပေးတော့အဲ့ဒီကြတော့မှငါအကြံအောင်ပြီဟုတ်လား
အဲ့ဒါမှတင်းကျန်းရောက်တဲ့အခါကျတော့ယထာရင်းသူနန္ဒာကသူ့ကိုမြုပ်ဖို့အတွက်ကျွန်းတူးနေတာအဲ့ဒါသူကယထာဘောကရှင်းပြီးတော့သူနန္ဒာကငါ့ကိုတကယ်လို့မြတ်အတင်းအဓမ္မမြုပ်ရင်ငါသူ့ကိုခုခံနိုင်ပါမလားဆိုယထာကိုမြှောက်ကြည့်တယ်တဲ့ရတယ်သူအားအစွမ်းအပြည့်ရှိတယ်အဲ့ဒါနဲ့တွင်းတူးနေတဲ့သူနန္ဒာတွင်းနှခမ်းကနေပြီးတော့အောက်ကိုငုံကြည့်ပြီးတော့ဘာတွေလုပ်နေတာတုံးလို့မေးတော့သူနန္ဒာကသူ့အရှင်သခင်ကိုမမမေ့ဘူးတခါမှဒီပုံစံမျိုးမမြင်ရဘူးဟုတ်လားဟိုကလိုဆန္ဒပြည့်ဝသွားပြီဆိုတော့ပုံကလည်းပြောင်းသွားတယ်သဘောဟုတ်လားအဲ့တော့ငါအဖေမေကငါ့ကိုစွန့်လိုက်ပြီဆိုရင်ငါဒီတောထဲမှာပဲရသေးဝိနေတော့မယ်ဆိုတော့သူစိတ်ကရှိတယ်အဲ့တော့တိမိယမင်းသားလေးကိုမြုပ်မလို့ဆိုတော့အော်ကို့အရှင်သခင်ကိုပဲမင်းကမြင်မြုပ်မလို့လားကျေးဇူးရှင်ကိုကျေးဇူးကမ်းတာပဲကောင်းမလို့တရားသွားဟောတာအဲ့ဒီကြမှာသူ့အရှင်သခင်မှန်းသိတာအဲ့ဒါဝမ်းမြောက်ဝမ်းသာနန်းတော်ကိုပြန်ပြီးတော့နောက်တော့မေတော်ခမဲတော်တွေလိုက်လာတော့သူကဒီမှာရသေးဝိလေးနဲ့ဖြစ်နေပါပြီအဲ့ဒါသူ16နှစ်လုံးဒီစမ်းသပ်ချက်တွေကိုပြင်းထန်တဲ့ဆန္ဒကိုအမိပြုပြီးတော့သူအောင်မြင်အောင်ဖြတ်သန်းနိုင်တယ်ပြီးကြီးအောင်သူလုပ်နိုင်တယ်ဘာလို့ပြီးကြီးအောင်လုပ်နိုင်တာတုံးဆိုတော့ပြင်းထန်တဲ့ဆန္ဒရှိလို့ဟုတ်လားအဲ့ဒါသူလုံးရကြိုးနဲ့တယ်လို့ပြောရမယ်ဘာဖြစ်လို့ဆိုတော့မေတော်ခမဲတော်တွေကမူကြီးမယာသေနာပတိတွေကနောက်ဆုံးအဲ့ဒီပြည်တော်တစ်ခုလုံးမှာနော်တေတောင်ကျူးတွေလောက်ပဲပေါ်လောကျော်လောနေတဲ့လူတွေလောက်ပဲကြံတယ်လို့ဆိုတယ်ကြံတဲ့လူတွေအကုန်လုံးရသေးလိုက်ဝဲတာနောက်အဲ့ဒီတိုင်းနိုင်ငံဟာစိတ်သုံးနေတယ်အုပ်ချုပ်မဲ့လူမရှိဘူးလို့သိလို့ဘေးကပြည်တော်တွေကလာတော့လည်းဘာဖြစ်သွားကြတာတုံးဆိုရသေးဝတ်သွားကြတာကိုသိလို့သူတို့ကလည်းလိုက်ပြီးတော့ဒါဟာနှိမ့်ချတဲ့ကိစ္စမဟုတ်ဘူးဆိုတာကိုသိပြီးတော့ရသေးဝတ်ကြခုနှစ်ပြည်တော်တောင်ရသေးဝတ်တယ်လို့ဆိုတယ်နော်တစ်တပင်ကောင်းတော့ငှက်တောင်းဟိုရတယ်ပေါ့နော်တယောက်သောပုဂ္ဂိုလ်ကစွန့်ရည်တတိထက်ထက်မြက်မြက်နဲ့လှုပ်လိုက်တဲ့အခါကျတော့အလုံးအကျိုးရှိရတယ်ပေါ့ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့အလုပ်တစ်ခုပြီးစည်းခြင်းနဲ့ဆိုရင်နံပါတ်1ရှိရမယ့်အခြေခံကတော့ပြင်းထန်တဲ့ဆန္ဒ